အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒေါက်တာချီချီဖြစ်ပါတယ်ဒီအခုမေးထားတဲ့မိကုန်းလေးဆရာမပြန်ဖြေပေးမယ်ပေါ့နော်ကြီးပေါင်းအကြောင်းပြောပြီးတဲ့ဆိုတော့ကြီးပေါင်းပေါ့နော်ကြီးပေါင်းဆိုတာဆရာမတို့ကဘာခေါ်လဲဆိုတော့ spical spondylosis ညီမတို့ခေါ်ရဆိုဇက်ကြီးပေါင်းဂုံကြီးပေါင်းလို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့တော့ကြီးပေါင်းဆိုတာဆရာမတို့ကြီးဘလို့ဖြစ်တာလဲဆရာမတို့ကြီးပေါင်းဆိုတာကဆရာမတို့ဒီအယိုးလေးတစ်ခုနဲ့တစ်ခုကြားထဲမှာ intervertebral disc လို့ခေါ်တဲ့အယိုးနုပြားလေးရှိတယ်နော်အဲ့ဒီအယိုးနုပြားလေးကဘာဖြစ်လာလဲဆိုတော့ဆရာမတို့အဓိကမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဆရာမတို့ဝါရှာလူပုံစံမျိုးလေးပေါ့နော်အဲ့ဒီဝါရှာလူအပြားလေးကတဖြည်းဖြည်းပါလာမယ်ပွာလာမယ်အဲ့ပက်ပက်လဲလေးမှာအတက်ကလေးတွေအယိုးအတက်ကလေးတွေထွက်လာမယ်နော်ပြီးအဲ့ဒါကြီးဂျာအဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်အဲ့ဒီဂျာလေးတွေမှာရှိတယ်ဆရာမတို့အာယုံကြောသေးသေးလေးတွေရှိတယ်အဲ့အာယုံကြောသေးသေးလေးတွေကအဲ့အယိုးတစ်ခုနဲ့တစ်ခုဂျာထဲမှာသူကခြိုက်ဝင်ပြီးတချို့တွေဆိုခြိုက်ဝင်သွားတာတွေရှိတယ်အတွက်ကြောင့်ညက်သွားတာပေါ့နော်ဆရာမတို့အဲ့ဒါကိုအာယုံကြောညက်ချင်းကြောင့်ဖြစ်လာတဲ့အတွက်ကြောင့်ဇက်ကြီးပေါင်းဂုံကြီးပေါင်းဆိုပြီးတော့ပြောကြတယ်ပေါ့နော်အဲ့တော့ဆရာမကြီးဘယ်လိုလက္ခဏာတွေပြောမလဲเนาะဘယ်လိုလက္ခဏာတွေပြမလဲပေါ့ပြောချင်တာအဲ့တော့ဘယ်လိုလက္ခဏာတွေရှိမလဲဆိုတော့နံပါတ်1အနေနဲ့ stiffness ပေါ့ဒီ muscle ဒီကြွက်သားဂုံးကြွက်သားဒီ level ကြွက်သားတွေတင်းပြီးတော့တောင့်လာမယ်เนาะအဲ့တော့ level ကြွက်သားတွေဂုံးကြွက်သားတွေတင်းပြီးတောင့်လာမယ်နံပါတ်2ချက်ကကျကျွန်တော်တို့ radiation pain လို့ခေါ်တယ်အဲ့ဒီဟာတွေကသူအာယုံကြောကိုသွားပြီးတဲ့အတွက်ကြောင့် radiation pain လို့ခေါ်တယ်ဒီညာဘက်အချမ်းကဂုံးကြွက်သားတောင့်ရင်ဒီညာဘက်ချမ်းဒီလက်မောင်းကို radiation pain သွားတဲ့အတွက်ကြောင့်လက်မောင်းနေနာမယ်ပခုံးနေနာမယ်ဘယ်ဘက်အချမ်းကကြွက်သားတောက်လို့ရှိရင်ဒီဘယ်ဘက်အချမ်းဒီလက်မောင်းကို radiation pain လို့ခေါ်တယ်သူကဖြာထွက်သူလို့သွားတာပေါ့ radiation ဆိုတာလေပြန့်သွားတဲ့အတွက်ကြောင့်ဆရာမတို့ကဒီလက်မောင်းနေနာမယ်ဒီပခုံးနေနာမယ်လက်မောင်းနေနာမယ်เนาะပြီးရင်နောက်တစ်ချက်ကကြတော့ဆရာမတို့ကနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ tingling and nap sensation in your hand ပေါ့သူကဘာလဲဆိုတော့ထုံမယ်ကျင်မယ်လက်ချောင်းထိပ်ပြီးထုံကျင်နာမယ်เนาะအဲ့လိုမျိုးရှိတယ်เนาะနောက်တစ်ချက်ကဒီအာရုံကြောပြီးရဲ့အတွက်ကြောင့် brain ကိုသွားတဲ့ blood flow ပေါ့เนาะအုံနောက်ကိုသွားတဲ့ဒီသွေးရောက်ရှိမှုနေတဲ့အတွက်ကြောင့် headache ခေါင်းကိုက်မယ်နောက်လူနာတွေအများဆုံးပြောရဆရာမမူးတယ် engine နဲ့ဆရာမရဲ့အိမ်ကြီးကချာလျောင်မူးနေတယ်လို့ပဲအဲ့လိုမျိုးပြောကြတယ်နောက်တစ်ချက်ကကျတော့ပလက်လက်လိုက်ရင်ပိုမူးတယ်ဆရာမတို့အဲ့လိုပြောကြတယ်အဲ့တော့ဆရာမ45 degree လေးထောင်အိမ်မယ်ညလုံးလေးမှိတ်ထားရင်တက်တာတယ်ဒါလူနာတွေပြောနေကြစကားတွေပေါ့เนาะဒါ spondylosis လို့ခေါ်တဲ့ cervical spondylosis လို့ခေါ်တဲ့ဂုံကြီးပေါင်းရဲ့လက္ခဏာတွေเนาะဒါဆိုဘယ်လိုလူမျိုးတွေမှာဖြစ်မှာလဲဆရာမပြောပြီးပြီအဓိကကတော့အသက်80ရာခိုင်နှုန်းကတော့65အထက်ဒီမှာဖြစ်တယ်အခုနောက်ပိုင်းမှာဆရာတို့ဒီလူလက်ပိုင်းအရွယ်တွေ30 40ဒီမှာလည်းအလုပ်ကြောင့် anxiety လို့ခေါ်တဲ့ stress တွေကြောင့်เนาะအဲ့ဒါမျိုးကြောင့်ပိုဖြစ်တတ်တယ် computer screen time များတွေကြောင့်ပိုဖြစ်တတ်တယ်နောက်တစ်ချက်ကစိတ်လေးတအရက်တာတွေလည်းအဲ့ဒီခုနဝါရှာလူအပါလေးပြားလာပြီးပိုဖြစ်တတ်တယ်စိတ်ကြယောဂါတွေမှာလည်းဒီကြီးပေါင်းကိုတွေ့ရတတ်တယ်ဒါအကောင်းဆုံး therapy ကတော့ဆရာမကြီးဘာလုပ်မလဲလေ့ကျင့်ခန်းကြီးပေါင်းလေ့ကျင့်ခန်းတွေ YouTube မှာအများကြီးရှိတယ်နောက်တစ်ခုနီးစရာဆေးကန်းကိုသွားပြီးတော့ဆရာမတို့ဒီကြွက်သားရော့စီတဲ့ဆေးလေးတွေတောက်မယ်ထိုးမယ်အဲ့ဒါဆိုရင်တော့တတ်တာသွားမှာပဲเนาะအဲ့တော့ဆရာမကတော့ US Doctor ဒေါက်တာချီချီဖြစ်ပါတယ်သိချင်တာရှိရင်